Kamiago social media ပေါ်မှာဂျိုသားတယောက်ဖြစ်အောင်ဖန်တီးပေးနိုင်တဲ့နေရာ10ခုနံပါတ်1ကတော့ဘိုလီဗီးယားကဆလာဒီယိုနီရုပ်တရက်ကြည့်ရင်တော့ဒီနေရာကမှန်တစ်ချက်နဲ့ဆင်တူပါတယ်ဆိုတော့အဲ့ဒါကြောင့်မို့လဲသူ့ကိုဒီကဘာပေါ်အကြီးဆုံးမှန်ချက်ကြီးလို့တင်သားခေါ်ဝေါ်ကြတာဖြစ်ပါတယ်အမှန်တကယ်တော့မှန်အစ်စ်မဟုတ်ပါဘူးဒီနေရာကစားချက်ကြီးဖြစ်ပါတယ်ဒီစားချက်ကြီးရဲ့အပေါ်မှာရေနှဲငယ်လွှမ်းထားတာကြောင့်မို့မှန်တစ်ချက်လို့လှုပ်ဆောင်ပေးနိုင်တာဖြစ်ပါတယ်ကိုကဒီနေရာမှာစပီဆွဲပြီးတော့ဒါတင်လိုက်မယ်ဆိုရင်တော့အဲ့ဒီပုံကတခါတည်း social media ပေါ်မှာပြန်သွားမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကောင်းကင်ရဲ့ပုံကိုမြေပြင်မှာထင်ဟပ်နေတာကြောင့်မို့ရုပ်တရက်ကြည့်ရင်တော့တိမ်နေပေါ်မှာလွင့်နေတယ်လို့ထင်သွားပါလိမ့်မယ်။နံပါတ်2ကကျတော့ဂျော်ဒန်နိုင်ငံရဲ့ဝါဒီဝမ်ကိုကအင်္ဂါဂျိုပေါ်မှာလည်းတက်ပုံရိုက်ချင်တယ်ဒါပေမဲ့ Elon Musk ရဲ့ Mars ဂျို project ကိုလည်းပြီးအောင်မဆောက်နိုင်ဘူးဆိုရင်တော့ဒီနေရာလေးကသွားတဲ့နေရာလေးဖြစ်ပါဆိုတော့ဒီအနီရောင်တောင်တန်းကြီးနဲ့ဒီခြိုင်ဝမ်းလွင်ပြင်ကြီးကအင်္ဂါဂျိုဝက်မြင်ကွင်းနဲ့တူပြီးတော့မှဒီတချို့ဟောလိဝုဒ်ဇာတ်ကားတွေမှာလည်းမြင်နေကြဖြစ်ပါတယ်တချို့အင်္ဂါဂျိုဝက်ဇက်ဝင်ခန်းတွေဆိုရင်ဒီနေရာမှာရိုက်ထားတာလို့လည်းသိရပါတယ်ခမားမှာအကာတဝတ်စုံအတူတစ်ခုရှိမယ်ဆိုရင်တော့အင်္ဂါဂျိုဘောကိုဒါကိုယ်တိုင်ရောက်နေတဲ့ပုံကိုမှအတူဖန်တီးလို့ရမှာဖြစ်ပါတယ်ခမားဒီနေရာကိုရောက်ပြီဆိုတာနဲ့ခမားရဲ့တငယ်ချင်းကိုဗီဒီယိုကောခေါ်ပြီးတော့မှတယ်လီပေါ့လုပ်မိပြီးတော့မှဒီအင်္ဂါဂျိုဘောရောက်သွားတယ်ကွာဘာညာဆိုပြီးတော့မှဗီဒီယိုကောခေါ်ပြီးရွှေ့လို့ရမှာဖြစ်ပါတယ်ဆိုတော့ဘဟုတုတမှမရှိတဲ့ခမားရဲ့တငယ်ချင်းကတော့တကယ်ထင်တော့ပါလိမ့်မယ်ဒီလိုဂျင်းအထက်မခံရခြင်းတော့ကျွန်တော်ဗီဒီယိုတွေကိုကြည့်ထားဖို့ကြံပေးခြင်းပါတယ်နံပါတ်3ကတော့အီဂျစ်နိုင်ငံမှာရှိတဲ့ဒီအဖြူအောင်သေးကန်လာရောက် White Desert ဆိုတဲ့နေရာဖြစ်ပါတယ်ဆိုတော့အီဂျစ်နိုင်ငံရဲ့ဒီအမျိုးသားဥယျာဉ်တစ်ခုဖြစ်ပြီးတော့မှ UNESCO စာရင်းဝင်လည်းဖြစ်ပါတယ်အဖြူရောင်ဒီကြောက်ဆောင်တွေရဲ့ထူးခြားပြီးတော့မှသူမတူတဲ့ပုံစံကြောင့်မို့လို့ဒီနေရာကဂျိုသားနေရာတစ်ခုနဲ့တူနေတာဖြစ်ပါတယ်ဆိုတော့ Hollywood ရုပ်ရှင်ကာဘီကူရှီကာဘီခါ Hollywood ရုပ်ရှင်ကာဘီကူရှီကာဘီဂမ်Sometime Happy Sometime Sad ဆိုတဲ့ဒီ Hollywood ရုပ်ရှင်ရဲ့ဇာတ်ဝင်သချင်းကဆိုတာနဲ့တပ်ပုံရိုက်ပြီးတင်လိုက်ရုံမှာကပ်ရှင်ကတော့ကျွန်တော်နဲ့ရေခဲမုန်တိုင်းပြီးပါခင်ဗျားရဲ့ကောင်မလေးကိုကတော့ခေါ်မတော့ပါနဲ့ဘာဖြစ်လို့လဲဆိုတော့နောက်ကကြောက်ဆောင်ကြီးတွေကိုရေခဲမုန်ထင်ပြီးတော့ကြိုက်စားနေမှာမလို့နံပါတ်4နေရာကတော့တူရကီနိုင်ငံရဲ့ပါမူကယ်ဖြစ်ပါတယ်ဆိုတော့တူရကီလို့ဆိုရင်တော့ပါမူကလေဖြစ်ပါတယ်ဆိုတော့ဒီပုံကိုကြည့်လိုက်ရင်ခင်ဗျားတို့ကရေခဲတောင်လို့ထင်နိုင်ပါတယ်တကယ်တော့ခင်ဗျားတို့ထင်ထားတာနဲ့လုံးဝဆက်ညင်ပဲပါတကယ်တော့ဒါရေဘူးစမ်းတစ်ခုဖြစ်ပါတယ်သူ့ရဲ့ဖြူဖွေးလှပတဲ့ဒီဖွဲ့စည်းပုံကြောင့်မို့လို့ကော့တွန်ကတ်တွေဝါဂွန်နန်းတော်ဆိုပြီးတော့မှတင်သားခေါ်ကြတာဖြစ်ပါတယ်ခင်ဗျားတို့ရေခဲလို့ထင်နေတဲ့ဒီအဖြူရောင်နံရံတွေကဒီကလပ်စီယန်ကာဗွန်နိတ်နဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ပြုပြီးတော့မှဖြစ်လာတဲ့ဒီထရာပါတိန်းဆိုတဲ့ကြောက်သားအလွာဖြစ်ပါတယ်ရေဘူးစမ်းကြိုက်တဲ့သူတွေအတွက်ကတော့နေရာကောင်းလေးတစ်ခုဖြစ်ပါတယ်35ဒီဂရီစင်တီဂရိတ်ကနေပြီးတော့မှဒီ100ဒီဂရီစင်တီဂရိတ်အထိရှိတဲ့ရေဘူးစမ်းကန်အမျိုးရှိတာကြောင့်မို့လို့ဒါကိုကရေပူပူလေးနဲ့ချိုးရင်အသားဖွေးတယ်လို့ထင်တဲ့သူတွေကတော့ဒီ100ဒီဂရီစင်တီဂရိတ်ရှိတဲ့ရေဘူးစမ်းကန်နဲ့ခုန်ချလိုက်ဖို့ကြံပေးကြပါတယ်ဆိုတော့အသားဖွေးသွားမဲ့အပြင်ပါလာတဲ့ကြက်ဥနှလုံးမှာစားတောက်ဖို့အတွက်အသင့်အနေထားဖြစ်သွားပါလိမ့်မယ်ဆိုတော့နံပါတ်5နေရာလေးကိုမပြောခင်ဒီနာမည်လေးကိုအရင်ဖတ်ကြည့်ပါနေရာမပြောနဲ့နိုင်ငံရဲ့နာမည်ကိုကဂျိုသားဆန်နေတာဖြစ်ပါတယ်ဆိုတော့အင်္ဂလိပ်လိုဖတ်ရင်တော့ရေမင်းလို့ထွက်ပြီးတော့မှဒီမြန်မာလိုထွက်ရင်တော့ရီမင်းဖြစ်ပါတယ်ဒီနေရာလေးကဒီရီမင်းနိုင်ငံကဆိုကိုထရာကျွန်းလေးဖြစ်ပါတယ်ဒီကျွန်းကတော့ဒီအိန္ဒိယသမုဒ္ဒရာအတွင်းမှာတည်ရှိပါတယ်ပုံမှန်မဟုတ်တဲ့ပထဝီဝင်အနေထားနဲ့ဒီတစ်ပင်မျိုးစိတ်တွေကြောင့်မို့လို့ဒီနေရာကဂျိုသားဆန်နေတာဖြစ်ပါတယ်အထူးသဖြင့်ဒီ Dragon Tree လို့ခေါ်တဲ့တစ်ပင်တွေဖြစ်ပါတယ်ဒီအပင်ရဲ့ထူးခြားချက်ကတော့အတွင်းထဲကအသားတွေရောပါသွေးလိုမျိုးหนีရဲနေတာဖြစ်ပါတယ်။ Dragon Tree တစ်တော်တွေကိုရုပ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ဒီလေတိုက်လို့လန်နေတဲ့ထီးတွေထောင်ထားတာနဲ့တူတယ်ပေါ့။ဆိုတော့ကိုကဒီနေရာကိုသွားပြီးတော့မှဒီတစ်တော်ကိုနောက်ခံထားမယ်ပြီးလို့ရှိရင်ဒီလေတိုက်လို့လန်နေတဲ့ထီးဆောင်ပြီးတော့မှဒီပုံရိုက်လိုက်မယ်ဆိုရင်တော့ခင်ဗျားရဲ့ပုံကစိတ်ဝင်စားစရာအကောင်းဆုံးပုံတွေကတပုံဖြစ်သွားပါလိမ့်မယ်။နံပါတ်6နေရာကတော့တူရကီနိုင်ငံရဲ့ကပ်ပါဒိုရှာဖြစ်ပါတယ်ခမားကဒီနေရာကိုသွားမယ်ဆိုရင်တော့အခုအောင်ဂျိုသားလုပ်လို့ရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကြောက်တောင်တွေကိုထွင်းထူထားတဲ့အိမ်ကန်းတွေကဒီနေရာကိုဂျိုသားတော်တော်လေးဆန်နေစေတာဖြစ်ပါတယ်။နောက်တစ်ခုကဒီမိုးပြန်ပူပေါင်းစီးပြီးတော့မှဒီတိမ်တွေပေါ်မှာလည်းလွင့်လို့ရအောင်မှာဖြစ်ပါတယ်။ဒီကိုကဘောလုံးစီးရင်တက်တော့ရိုက်ပြီးတင်လိုက်မယ်ဆိုရင်ရှုခင်းတွေကတော်တော်လေးလှတာကြောင့်မို့1 million view လောက်ကတော့အသာလေးပါပဲ။
ဘောလုံးကိုဈေးကြီးလို့မစီးကျင်ဘူးဆိုရင်လည်းဒီဘောလုံးတွေကိုနောက်ခံထားပြီးတော့မှဒါမျိုးရီးသားလေးနဲ့ဓာတ်ပုံရိုက်လို့ရအောင်မှာဖြစ်ပါတယ်ဆိုတော့ရီးသားမရှိဘူးဆိုရင်တော့သွားကိုသွားမနေပါတော့နဲ့အားရမင်းအဲ့လိုမပြောနဲ့လေကွာနံပါတ်9နေရာကတော့ Namib Desert ဖြစ်ပါတယ်ဆိုတော့ Namib လို့ပြောတာကို Namib လို့ကြားပြီးတော့မှဘဲရှိလောက်တဲ့ထင်တော့မှားသွားပါလိမ့်မယ်ဘဲမရှိပဲဒီနေရာမှာကသဲတွေပဲရှိမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီနေရာကအာဖရိကတောင်ပိုင်းကသဲကန်နာရတစ်ခုဖြစ်ပါတယ်ဒီနေရာကိုသွားမယ်ဆိုရင်သဲဂျိုသားနဲ့မကပဲနဲ့ဒီနှစ်ပေါင်း950ဂျိုသားလဲလှုပ်လို့ရအောင်ပါဆိုတော့လိုအပ်ချက်ကတော့ဒီတစ်ပင်ကြီးတွေနဲ့တပုံတွဲရိုက်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ဒီအပင်တွေရဲ့တက်တန်းကနှစ်ပေါင်း950ရှိနေလို့ဖြစ်ဒါနဲ့ဒီအပင်ကြီးစင်ရင်ကြည့်လိုက်ရင်အထီးကျန်ပြီးတော့မှခင်ဗျားတို့နဲ့တောင်မှတူနေသလိုပါပဲမိုင်းညွန့်ညွန့်တောင်တန်းကြီးတွေအစားဒီနီရဲရဲတဲတောင်တန်းကြီးတွေကိုတွေ့နေမှာဖြစ်ပါတယ်အာဖရိကရဲ့ဒီကန်ယူရန်ဒေတာဖြစ်ပြီးတော့မှဒီ UNESCO စီးရင်ဝင်လည်းဖြစ်ပါတယ်နံပါတ်8ကတော့ဘရာဇီးနိုင်ငံက Great Blue Hole ဖြစ်ပါတယ်ဒီဘရာဇီးကမ်းလွန်ပြင်ကဒီအပေါက်ကြီးကတော့ဘယ်ဂျိုသားလက်ချက်လဲတော့မသိပါဘူးဆိုတော့နှစ်ပေါင်းတသန်းကျော်ကဒီကြောက်ဆက်ပန်းဆွဲတွေလည်းဒီဂူထဲမှာရှိနေတာဖြစ်ပါတယ်။ကျွန်တော်တော့မသိဘူးကျွန်တော်တော့အသေးရလို့ဒီ blue hole ဒီအပေါက်ကြီးပေါ်ကနေကျွန်တော်ဖြတ်ပြီးတော့မှမကူရဲပါဘူး။ဒီတွင်းကြီးကကြီးလွန်းတာကြောင့်မို့ဓာတ်ပုံရိုက်ဖို့ခက်ခဲနိုင်တယ်ဆိုပေမဲ့ကိုကဂျိုသားတယောက်ဖြစ်ချင်တော့ရအောင်ရိုက်ရမှာပဲ။နံပါတ်9ကတော့ရိုရိုင်းမာတောင်ဖြစ်ပါတယ်။ဆိုတော့တတိုင်းလို့ပြောလိုက်ရင်ကျွန်တော်တို့ကဒီအုတ်တွေကြောက်တွေနဲ့စောက်ထားတာပဲမြင်ဘူးတာဖြစ်ပါတယ်။ဆိုတော့ဒါမျိုးမြေသားတိုင်းကြီးကိုတော့ဂျိုသားတွေကလွဲပြီးတော့မှစောက်နိုင်မှာမဟုတ်ပါဘူးတကယ်တော့ဒီတောင်ကြီးကရိုရိုင်းမာတောင်ဖြစ်ပါတယ်ဒီဘရာဇီးဗန်နီဇွဲလားနဲ့ဒီဗာလဲဂိုင်းယာနာ၃နိုင်ငံကြားထဲမှာတည်ရှိတာဖြစ်ပါတယ်ကန်ကောင်းနာကဒီတောင်ကဒီရွှေငွေကြေးနီအဲ့လိုမျိုးပေါ့နော်အဖိုးတန်တွင်းတက်သက်ထုတွေမထွက်တာပါဆိုတော့တကယ်လို့များတာထွက်မယ်ဆိုရင်တော့ဒီတောင်ကအခုချိန်ဒီလိုမျိုးမြင်ရမှာမဟုတ်တဲ့အပြင်ဒီဘရာဇီးဗန်နီဇွဲလားနဲ့ဂိုင်းယာနာတို့ရဲ့စစ်ပွဲကိုလည်းကျွန်တော်တို့တမိုင်းဆောက်ထဲမှာကြက်နေအောင်မှာဖြစ်ပါတယ်တော်တော်ကြီးမားတဲ့ကံကောင်းမှုကြီးဖြစ်ပါတယ်ဒီနေရာကိုသွားရင်ဘာလို့ဂျိုသားဖြစ်မှာလဲဆိုတော့ဒီနေရာကတစ်ချက်ခုတ်4-5ချက်လောက်ပြတ်တဲ့နေရာမျိုးဖြစ်ပါတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့နံပါတ်1နေရာကျတော့ကျွန်တော်တို့ရိုရိုင်းမာကိုသွားလို့ရှိရင်တောင်တက်လို့ရမယ်တောင်တက်လို့ရမယ်အပြင်စိန်ခံဟိုတယ်လိုမျိုးပြတဘာဝပေးထားတဲ့ဒီရေကန်တွေအဲ့လိုမျိုးပြလှိုင်ကူတွေအလင်းရောင်တားလှတဲ့လှိုင်ကူတွေအဲ့လိုမျိုးတွေရှိတယ်ပြပြီးတော့တိမ်ပင်လဲကြည့်ရအောင်မယ်နောက်တစ်ခုကကျတော့ဒီဘရာဇီးဗန်နီဇွဲလားနဲ့ဂိုင်းယာနာကိုဗီဇာမလိုဘဲနဲ့လည်းရောက်ဖူးသွားပြီဗျာဆိုတော့ဘယ်လောက်များမိုက်လိုက်လဲအားကြောင့်မို့ကိုကဒီဘရာဇီးနိုင်ငံရောက်နေပါတယ်ဂိုင်းယာနာနိုင်ငံရောက်နေပါတယ်အဲ့လိုမျိုးဆက်ပြီးဆွဲပြီးတင်လို့ရတယ်လို့မျိုးဒီတိမ်ပင်လေတွေရောဒီ luxury hotel တခုလိုမျိုးရှိတဲ့သဘာဝပတ်ဝန်းကျင်တွေကိုထိတွေ့ရမယ်ဆိုတော့ဒါခင်ဗျားတကယ်ကိုဂျိုသားတယောက်ဖြစ်သွားပါနံပါတ်10နေရာကတော့ USA မှာရှိတဲ့ Antelope Canyon ဖြစ်ပါတယ်ဒီ wallpaper ကိုတော့မမြင်ဘူးတဲ့သူမရှိတော့ဘူးလို့ထင်ပါတယ်ဒါကြောင့်ဒီ wallpaper တွေကနေရာကဒီ USA က Antelope Canyon ဖြစ်ပါတယ်ဒီအနီရောင်ကြောက်နေရန်ကြီးတွေအလှတွေကဘယ်လိုပဲကြည့်ကြည့်တာကဘာဘွားလို့ကိုမထင်ရဘူးဂျိုသားလိုင်ကူတစ်ခုနဲ့တူနေတာကြောင့်မို့လို့ဒါခင်ဗျာဒီနေရာမှာဓာတ်ပုံရိုက်ပြီးတင်လိုက်မယ်ဆင်တော့ဒါခင်ဗျာ wallpaper တွေကဂျိုသားဖြစ်သွားမှာဖြစ်ပါတယ်တော့အခုပြောပြသွားတဲ့နေရာတွေကိုသွားလိုက်မယ်ဆိုရင်တော့ခင်ဗျားရဲ့ travel blog အဆင့်အတန်းကအလိုလိုမြင့်မားသွားမှာဖြစ်ပါတယ်ဆိုတော့လောလောဆယ်တော့ junior ကတော့ဒီနေရာတွေကိုမသွားနိုင်သေးဘူးတယောက်ယောက်ကဒီနေရာတွေကို check in လုပ်လိုက်ရင်တော့ဒါကဘာဘွားတာမန်လူသားတယောက်မဟုတ်ဘူးဆိုပြီးတော့မှအားလုံးကနေပြောမှာ respect ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကိုယ်တိုင်လည်းကြိုးစားဖြစ်ကြည့်ခြင်းတော့ဒီနေရာလေးတွေသွားဖို့ကြံပေးကြပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်ကြိုက်ရင်တော့ like and follow လေးလုပ်သွားလို့ရပါတယ်မကြိုက်လဲလုပ်သွားပါအဆုံးထိကြည့်ပြီလို့ဂျေဇုတင်ပါတယ်